DAB နဲ့မြောက်ရီမျိုးစီ KK ပငွေလေလုပ်ငန်းချံဝဲကထိုင်းဖိတ်ကူးလာတဲ့နိုင်ငံခြားသား1598ဦးကိုထိုင်းနိုင်ငံတာခရိုင်လူဝဲမှုကြီးကြပ်ရေးကစစ်ဆေးမှတ်ပုံတင်ခဲ့ပြီးနောက်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာတော့ထိုင်းအာဏာပိုင်တွေကတိတ်ဆက်ရနိုင်ငံတွေစီပြည်내ပြပို့တဲ့ပထမဆုံးအဖြစ်အိန္ဒိယနိုင်ငံသား106ဦးမာ26ဦးစုစုပေါင်း290ဦးကိုအိန္ဒိယနိုင်ငံဘန်ကောက်တိုင်ယုံတာဝန်ရှိသူတွေအိန္ဒိယတမ်မတော်စစ်လီရေးနဲ့လာရောက်လက်ခံခေါ်ယူခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်မနက်ကစပြီးအိန္ဒိယတန်မအဖွဲ့တွေရောက်လာတဲ့စစ်လေရင်တွေပေါ့အိန္ဒိယလူမျိုး465ယောက်ရှိတဲ့ထဲမှာ290ပထမအတုံးအနေနဲ့တည်သွားတယ်နောက်ရက်ကြာလို့ရှိရင်နောက်ခေါက်လာမယ်ပေါ့ကျန်တဲ့သူတွေရပြီးတော့ဖိလစ်ပိုင်တရုတ်ဗီယက်နမ်တွေကိုတော့နိုဝင်ဘာလ10ရက်နေ့လောက်ကြာလို့ရှိရင်လာတယ်မယ်တော့ပြောတယ်တချို့ကတော့မဲဆောက်ကနေဘန်ကောက်တန်ယုံကားနဲ့ပို့တယ်အဲ့ဒီကနေပြီးသူတို့နိုင်ငံတွေကနေတဆင့်ပြန်ခေါ်မယ်လို့တော့သိရတယ်ဗျဟုတ်လက်ရှိမဲဆောက်မြို့ဖက်မှာတော့ KK ပငွေလေချံဝဲကအိန္ဒိယ465ဦးဖိလစ်ပိုင်220ဦးတရုတ်185ဦးဗီယက်နမ်152ဦးအီသီယိုးပီးယား130ဦးအပါအဝင်နိုင်ငံခြားသားအမျိုးသား1333ယောက်လူသမီး265ယောက်စုစုပေါင်း1598ယောက်ကိုနိုဝင်ဘာလ6ရက်နေ့ကနေ10ရက်အတွင်းပြန်ပြီးလွှဲပို့မယ်လို့သိရပါတယ်အခုမဲဆောက်ဘက်မှာတော့ထိုင်းစစ်တပ်မိထားတဲ့လူ1500ကျော်လောက်ပေါ့သူတို့တွေကိုတရားနှစ်ရယ်တောမောင်းယုံကအချုပ်ရယ်မြို့နယ်ခမ်းမရယ်စစ်တပ်ခမ်းမရယ်မှာတော့ထားတယ်နောက်ထပ်မိရင်တော့နေဆက်ခိုးဝင်တဲ့အမှုတွေရောစစ်ဆေးကြည့်လိုက်လို့ကြားပြန့်ကလူဆိုရင်ကြားပြန့်လုပ်တဲ့အမှုတွေနဲ့ပါရဲကအမှုပင်တရားစွဲမယ်လို့တော့တောမောင်းဌာနရုံးကစာထုတ်ထားရပေါ့ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အထိမဲဆောက်မြို့ပဲထွက်ပြေးလာတဲ့ငွေလေလုသမားတွေကိုနေရရေးနိုင်ငံတွေစီစစ်ဆေးပို့ဆောင်တဲ့အစီအစဉ်ကိုထိုင်းအာဏာပိုင်တွေရက်ဆက်လိုက်ပြီးနောက်ထပ်ထွက်ပြေးလာသူတွေကိုတွေးရှိပါကထိုင်းရဲတပ်ဖွဲ့ကနယ်စပ်ခိုးဝင်မှုအပြင်ငွေလေလုပ်ငန်းရာဇဝတ်ပြမှုတွေနဲ့စစ်ဆေးရေးယူသွားမယ်လို့ထိုင်းလူဝေကြီးကြပ်ရေးမှုဌာနကထုတ်ပြန်ထားပါတယ်